ပြည်တွင်းပြည်ပခများပြားတဲ့နိုင်ငံတွေနဲ့ခွဲထွက်ရေးမူဝါဒများပြားတဲ့နိုင်ငံတွေမှာငင်းချင်ဆွေးနွေးကြတဲ့အခါ Confederation ဟာလည်းမကြမကြာပါလာတတ်ပါတယ်။ Confederation ဆိုတာဒီနေ့ကဘာမှာအလွန်တွေ့ရခဲဝါးပြီးဖြစ်တဲ့စနစ်တစ်ခုဖြစ်ပြီးမှဒီစနစ်အကြောင်းကိုလူတွေသိပြီးမသိကြတော့ပါဘူး။ဆိုတော့ Confederation ဆိုတာဘာလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာလေ့လာကြည့်ကြရအောင်ပါ။ရှေးခေတ်ဂရိဒေတာမှာမြို့ပြနိုင်ငံများစွာတည်ရှိခဲ့ပြီးအဲ့ဒီတဲမှာအေဒင်မြို့ပြနိုင်ငံနဲ့စပါတာမြို့ပြနိုင်ငံတွေဟာအလွန်ဩဇာကြီးမားခဲ့ကြပါတယ်။အေဒင်နဲ့စပါတာမြို့ပြနိုင်ငံတွေရဲ့ဩဇာကိုတခြားမြို့ပြနိုင်ငံငယ်လေးတွေကမတုံ့ပြန်နိုင်ခဲ့ကြသလိုစစ်ရေးအရာလည်းမခုခံနိုင်ခဲ့ကြပါဘူး။အဲဒါကြောင့်ပဲတခြားဂရိမြို့ပြနိုင်ငံငယ်လေးတွေဟာအေဒင်နဲ့စပါတာရဲ့ရန်ကိုကာကွယ်နိုင်ဖို့အတွက်မြို့ပြနိုင်ငံငယ်တွေအချင်းချင်းပေါင်းစည်းပြီးမှအာခီယန်လိကိုဖွဲ့စည်းခဲ့ကြပါတယ်။လိမှာပါဝင်တဲ့အဖွဲ့ဝင်မြို့ပြနိုင်ငံတွေမှာကိုပိုင်အချုပ်အခြာအာဏာတည်ရှိပြီးမှစစ်ရေးကိစ္စရပ်တွေကိုလိအနေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒါဟာ Confederation စနစ်ကိုအစောဆုံးကျင့်သုံးမှုတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့အေဒင်နဲ့စပါတာမြို့ပြနိုင်ငံတွေကပါအာခီယန်လိထဲဝင်ရောက်ခဲ့ပေမဲ့အေဒင်ကလိထဲကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ဂရိကျွန်းဆွယ်ကိုရောမတို့ကျူးကျော်သိမ်းပိုက်တဲ့အချိန်မှာတော့အာခီယန်လိဟာလည်းကြာဆုံးသွားပြီးမှဂရိကျွန်းဆွယ်တစ်ခုလုံးဟာလည်းရောမအင်ပါယာရဲ့ပြည်နယ်တစ်ခုဖြစ်သွားခဲ့တယ်လို့ဂရိတို့ကျင့်သုံးခဲ့တဲ့နိုင်ငံစနစ်တွေဟာလည်းတိမ်ကောသွားခဲ့ပါတော့တယ်။စနစ်ရာစုနောက်ပိုင်းမှာတော့ဆွစ်ဇာလန်ကဟက်စဘတ်တွေဟာအော်စတြီးယားကိုသိမ်းပိုက်နိုင်ခဲ့ကြပြီးမှဗီယက်နမ်မြို့ကိုအခြေစိုက်ကနေမြေချွတ်တင်ရင်းနဲ့ဟက်စဘတ်မင်းဆက်ကိုထူထောင်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ဟက်စဘတ်တွေဟာအမိမြေဆွစ်ဇာလန်ဒေသ Alps တောင်တန်းတွေပေါ်ကတခြားသော Swiss ပြည်နယ်တွေကိုအင်ပါယာအောက်ထည့်သွင်းဖို့ကြိုးစားလာခဲ့ကြပါတော့တယ်။ ဟက်စဘတ်တွေရဲ့အင်အားကို Alps တောင်တန်းတွေပေါ်က Swiss ပြည်နယ်တွေကပြည်နယ်တစ်ခုချင်းစီမခုခံနိုင်တာကြောင့်ဟက်စဘတ်လက်အောက်ခံမလုပ်လို့တဲ့ Swiss ပြည်နယ်၃ခုဖြစ်တဲ့ Uri, Schweiz နဲ့ Unterwalden တို့ဟာ1291ခုနှစ်မှာထာဝရမဟာမိတ်အဖြစ်ဖွဲ့စည်းခဲ့ကြပါတယ်။ဒီမဟာမိတ်ဟာခေတ်သစ် Confederation ရဲ့အစောဆုံးဥပမာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ဒီမဟာမိတ်အဖွဲ့ဝင်ပြည်နယ်တွေမှာကိုပိုင်ဝိသေသလက္ခဏာကိုပိုင်အချုပ်အခြာအာဏာနဲ့ကိုပိုင်အစိုးရတွေတည်ရှိပြီးမှငြိမ်းချမ်းနေချိန်မှာတော့ပြည်နယ်တွေဟာလွတ်လပ်စွာနေထိုင်ကြပြီးစစ်ရေးအရလိုအပ်လာချိန်မှသာစုစည်းကြတာဖြစ်ပါတယ်။ဒီနည်းနဲ့ပဲ Swiss တို့ရဲ့ Confederation ထဲမှာတခြားပြည်နယ်တွေပါဝင်လာခဲ့ပြီးနောက်ပိုင်းမှာတော့ Liberal ဆန်တဲ့ပြည်နယ်တွေနဲ့ရိုးရာဓလေ့ကိုထိမ့်သိမ်းလိုတဲ့ကက်သလစ်ပြည်နယ်တွေကြားမှာပို့တိုက်မှုတွေဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့1845ခုနှစ်အရောက်မှာတော့ကက်သလစ်ပြည်နယ်9ခုပေါင်းစည်းပြီးမှတီးခြားမဟာမိတ်စွန်ဒါဘွန်ကိုဖွဲ့စည်းခဲ့ကြပြီး1848ခုနှစ်မှာတော့စွန်ဒါဘွန်စစ်ပွဲကြီးဖြစ်ပွားခဲ့ပါတော့တယ်။အဲ့ဒီစစ်ပွဲမှာတော့စွန်ဒါဘွန်ပြည်နယ်တွေကြာရှုံးသွားခဲ့ရပြီးပြည်နယ်တွေအားလုံးပေါင်းစပ်ညီနိုင်က1848ခုနှစ်ကနေစတင်ပြီး Switzerland Confederation အစနစ်အစား Federal စနစ်ကိုပြောင်းလဲကျင့်သုံးခဲ့ပါတော့တယ်။ဒါပေမဲ့ဒီနေ့အချိန်ထိ Switzerland နိုင်ငံရဲ့အမည်နာမဟာ Swiss Confederation ဖြစ်နေဆဲဖြစ်ပါတယ်။ အမေရိကန်တို့ဗြိတိရှတို့ထံကနေလွတ်လပ်ရေးကြေညာပြီးတဲ့နောက်1981ခုနှစ်မှာအမေရိကန်ပြည်ထောင်စုဟာ Confederation စနစ်ကျင့်သုံးခဲ့ပေမဲ့အလို့မဖြစ်ခဲ့တာကြောင့်1989ခုနှစ်မှာတော့ Federal စနစ်ကိုပြောင်းလဲကျင့်သုံးခဲ့ရပါတယ်။ဆိုတော့ဒီဗီဒီယိုရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ Confederation စနစ်အကြောင်းကိုဆက်ကြရအောင်ပါ။ Confederation ဆိုတာအကျိုးတူကိစ္စရပ်တွေအတွက်ဒါမှမဟုတ်ပုံကြီးမှန်းချက်တွေအတွက်အချုပ်အခြာအာဏာပိုင်နိုင်ငံတွေဒါမှမဟုတ်ပြည်နယ်တွေစုပေါင်းဖွဲ့စည်းထားတဲ့မဟာမိတ်အဖွဲ့စနစ်တစ်ခုဖြစ်ပါတယ်။ Confederation တစ်ခုဟာအဖွဲ့ဝင်နိုင်ငံတွေအချင်းချင်းသဘောတူညီမှုစာချုပ်ချုပ်ဆိုခြင်းကနေစတင်လေ့ရှိပြီးမှအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ဘလို့အခြေအနေမှာမဆို Confederation ကနေထွက်ခွာလို့ရနိုင်ဖို့အတွက်စာချုပ်ထဲမှာထည့်သွင်းထားလေ့ရှိပါတယ်။ Confederation တွေမှာဗဟိုအဖွဲ့အစည်းတွေရှိပေမဲ့အဲ့ဒီအဖွဲ့အစည်းတွေဟာအဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေစုစည်းတဲ့ကောင်စီတစ်ခုဒါမှမဟုတ်ကော်မတီတစ်ခုသာဖြစ်ပြီးမှဗဟိုအဖွဲ့အစည်းဟာအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောတူညီမှုရရှိမှသာလုပ်ပိုင်ခွင့်ရှိတာဖြစ်ပါတယ်။ဒါအပြင်ဗဟိုအဖွဲ့အစည်းဟာအခွန်ကောက်ခံတာအဖွဲ့ဝင်နိုင်ငံတွေရဲ့ရဲတပ်ဖွဲ့နဲ့စစ်တပ်တွေကိုကိုယ်တိုင်ကွပ်ကဲရမျိုးလုပ်ပိုင်ခွင့်မရှိပါဘူး။အဖွဲ့ဝင်နိုင်ငံတွေကထောက်ပံ့ပေးတဲ့ငွေကြေးလုံခြုံရေးအင်အားနဲ့ရည်တည်ရတာဖြစ်ပါတယ်။ Confederation စနစ်မှာပါဝင်တဲ့ပြည်နယ်တွေပြည်ထောင်တွေနဲ့နိုင်ငံတွေဟာကိုပိုင်အချုပ်အခြာအာဏာရှိတာကြောင့်ကိုပိုင်ဥပဒေကိုပိုင်ဓလေ့ထုံးတမ်းကိုပိုင်ယဉ်ကျေးမှုတွေကိုအပြည့်အဝထိန်းသိမ်းထားနိုင်ပါတယ်။ဒါပေမဲ့အရေးပေါ်အခြေအနေတွေဖြစ်လာတဲ့အခါဗဟိုအစိုးရဒါမှမဟုတ်ဗဟိုအဖွဲ့အစည်းမှာဘာအာဏာမှမရှိတဲ့အတွက်အရေးပေါ်အခြေအနေတွေကိုတုံ့ပြန်မှုမှာနောက်ကျသွားနိုင်ပါတယ်။ရှေ့မှာပြောခဲ့တဲ့ Switzerland တမိုင်းကိုပြင်ကြည့်မယ်ဆိုရင်အဖွဲ့ဝင်နိုင်ငံတွေကြားသဘောထားမတိုက်ဆိုင်မှုတွေရှိလာတဲ့အခါ Confederation ကြီးဟာပြိုကွဲသွားနိုင်ပါတယ်။ဒီနေ့ခေတ်မှာတော့ Confederation စနစ်နဲ့ပူးပေါင်းထားတဲ့နိုင်ငံဆိုတာမရှိတော့ပေမဲ့ဥရောပသမဂ္ဂ EU ရဲ့ဖွဲ့စည်းမှုပုံစံဟာ Confederation စနစ်နဲ့နှီးစပ်တယ်လို့ပညာရှင်တွေကဆိုကြပါတယ်။ဒါပေမဲ့ဥရောပသမဂ္ဂဟာဒေသတွင်းစီးပွားရေးနိုင်ငံရေးလူမှုရေးနဲ့တရားဥပဒေရေးရာကိစ္စရပ်တွေအတွက်ပေါင်းစည်းထားတဲ့ supranational organization တစ်ခုသာဖြစ်ပါတယ်။အချုပ်ဆိုရမယ်ဆိုရင်တော့ Confederation စနစ်ဆိုတာနိုင်ငံတစ်ခုမဟုတ်ဘဲနဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတွေပေါင်းစည်းထားတဲ့အသင်းအဖွဲ့တစ်ခုမဟာမိတ်တစ်ခုသာဖြစ်ပါတယ်။ဒီတော့ဒီ Confederation စနစ်ကြီးကိုဘယ်လိုသဘောရကြလဲဆိုတာကိုသိချင်တာကြောင့် comment မှာရေးပြီးသွားစေချင်ပါတယ်။ဒီနေ့အတွက်ဗီဒီယိုကတော့ဒီလောက်ပါပဲ။
အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်